အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စင်ကာပူကနေပြန်လာပြီးတော့မင်္ဂလာဆောင်နေမယ်ဆွေမျိုးတစုလုံးစာအတွက် ACF ပုံတော်ဖနက်ကလေးတွေနဲ့မိတ်ဆက်ပြသပေးပါရစေရှင်ဒါလေးကတော့ BB ပြည့်ရောင်ကလေးပါပန်းရောင်နုနုကလေးပါရှင်အရှိကတစ်လက်မအနောက်ကနှစ်လက်မတူတူလေးကိုစိတ်တက်တဲ့ဒီဇိုင်းကလေးတွေဖြာဝေနေအောင်အလှဆင်ပေးထားပါတယ်ရှင်ဒါလေးကတော့ fish color လေးပါရှင်အရောင်လေးကအခွားမွေးရောင်လေးအရန်လာပါတယ်ရှင်ဒါလေးကမေမေအတွက်ပါဒါလေးကပန်းကျဲမဲ့မမအတွက်ပါရှင်အရှိကတစ်လက်မအနောက်ကနှစ်လက်မစိန်ပရက်ပုံတော်ကလေးပါရှင်ဒါလေးကတော့ rose bee မမအတွက်ပါရှင် baby ပြည့်ရောင်ကလေးကိုငွေရောင် crystal လေးတွေနဲ့အလှဆင်ပေးထားပါလို့ရှင်ကျမတို့ရဲ့ AC ဖနက်ဆိုင်ကိုကိုရိုင်းကိုကြိုက်ဆိုင်ကိုလာပြီးတော့ order အပ်ချင် AC ဖနက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖနက်ဆိုင်အမှတ်1အရှိအယုံကိုကျော်အောင်ဆန်းစီစကော့စီရန်ကုန်မြို့မှာရှိပါတယ်ကိုကျော်အောင်ဆန်းစီကားချက်ပေါက်ကနေဝင်လာခဲ့လို့ရပါတယ်တစ်စင်ပြန်လဲရောင်းချလို့ဖောက်တဲ့များကလည်းလက်ကားစီဖောက်တဲ့စီတီးတန့်ရှိပါတယ်အားလုံးပဲနောက်ဗီဒီယိုလေးတွေမှာပြန်လဲဆွေးနွေးမယ်နော်တတာပါရှင်